လူငယ်တွေပဲဖက်ဖက်လူကြီးတွေပဲဖက်ဖက်နည်းနည်းဖက်ပြီးမြက်မြတွေ့ဖို့စာတင်ကုန်လေးစာရေးသူဥဖုံးတာတို့အလဲတန်းចောင်းသားចောင်းသူရဲ့မှာကိုရှာဖွေတွေ့ရှိဖို့တင်ကြားပေးရမယ်။ကိုဘာဖြစ်ချင်နေဆိုတာသိပြီးကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့ရည်ရွယ်ကြိုးစားရမယ်။နေထိုင်မှုအမှုပညာ1ဘယ်နှစ်တန်းလဲရီယာ7ဆိုတာဘာလဲခုနှစ်တန်းသမီးတက်ကစလင်းနဲ့ခုနှစ်တန်းဟုတ်လားမီလေးညိုကောင်းညိတ်ပြတယ်အတန်းကငယ်ပြီးအသက်ကကြီးမနေဘူးလားဒီမှာကခုနှစ်နှစ်ပြည့်မှကျောင်းနေကြရတာဩသမီးနေတဲ့ကျောင်းကိုလေ့လာခြင်းနဲ့ရမလားဘာကိုလေ့လာခြင်းတာလဲရှင့်မြန်မာပြည်ကစာသင်ကျောင်းတွေနဲ့ဩစတြေးလျမှာရှိတဲ့စာသင်ကျောင်းတွေဘာကွာတယ်လဲဘလို့လဲဆိုတာသိခြင်းနဲ့ဘယ်ဘာသာရပ်တွေကိုဘယ်လိုပုံစံနဲ့ပို့ချရဲစာသင်ခန်းဖွဲ့စည်းပုံအနေအထားအများကြီးသိခြင်းနဲ့ဒါဆိုရင်ကျောင်းကြီးစီကို appointment တောင်းကြည့်မယ်ဖုန်းဆက်ပြီးမေးကြည့်ပေးမယ်ပြောဆိုကျောင်းကြီးရဲ့လက်ကင်ဖုန်းကိုဆက်သွယ်အပြန်လဲအင်္ဂလိပ်လိုပြောနေကြရင်မီလီညိုပြောတာကိုအတိုင်းသားကြားနေရတယ်အင်္ဂလိပ်စကားမှာယူနဲ့အိုင်မဲရှိရဲ့ကျောင်းဆရာကြီးကိုယူလို့နန်းစားတုံးနေကိုအိုင်လို့နန်းစားတုံးနေကျောင်းကြီးကလည်းသူကိုသူအိုင်မီလီညိုကိုယူလို့နန်းစားတုံးနေသူတို့ချင်းချင်းရင်းရင်းနှီးနှီးပြောနေကြတယ်လို့ခံစားရတယ်ကျမအရာ7မှာကျောင်းတက်နေတဲ့ကျောင်းသူအက်စတာညိုပါကျမတို့အိမ်မှာအဖေရဲ့ဧည့်သည်ရောက်နေရင်မြန်မာပြည်ကပြီးတော့စာရေးဆရာစာသင်ဆရာတွေပါနောက်ထပ်2ရက်နေရင်စစ်တနီကိုပြန်ကြမှာကင်ဘာရာမြို့ကိုရောက်ရောက်ခိုက်ကျမနေတဲ့ကျောင်းကိုလေ့လာခြင်းနဲ့လို့ပြောပါတယ်အဲ့ဒါဖြစ်နိုင်မလားရှင်သူပြောတဲ့အင်္ဂလိပ်စကားကိုအဲ့ဒီလိုဘာသာပြန်ပြီးနားလည်မိတယ်တစ်ဖက်ပြန်ပြောတာကိုမီနီညိုကတိတိကျကျနားထောင်နေတယ်ဟုတ်ကဲ့ရှင်ဒီနေ့တနင်္ဂနွေမနက်ဖြန်တနင်္လာကျောင်းဖက်ရက်မို့ဖြစ်နိုင်ရင်ပိုကောင်းပါတယ်တစ်ဖက်စကားပြောသူကျောင်းကြီးကတပည့်ဖြစ်သူကိုတလေးတစားပြန်ဖြေနေတာတတိပြုမိတယ်မနက်ပိုင်းကျောင်းတက်ချိန်ဆိုတော့ပိုပြီးအဆင်ပြေပါတယ်ရှင်ဘာကြောင့်လဲဆိုတော့နေ့လယ်ပိုင်းမှာအမတ်တရနေရာတွေလွတ်တော်ကျင်းပရာနေရာတွေကိုတွားရောက်ပြီးလိလာကြအောင်မင်းလို့ပြောပါတယ်ရှင်ဟုတ်ကဲ့ရှင်နက်ပြန်မနက်ကျောင်းတက်ချိန်မှာကျမနဲ့အတူခေါ်လာပါမယ်မီလေးညိုရဲ့အဖေနဲ့အမေကမွန်တိုင်းရင်သားတွေဒါကြောင့်မီလေးညိုဆိုတဲ့အမည်ကိုပေးထားတယ်။ဒါပေမဲ့ကျောင်းနာမည်ကအက်စတာညိုမွေးရနဲ့တင်းပြန့်သောညိုလို့အဓိပ္ပာယ်ရမယ်ထင်ရဲ့။နှစ်မီလေးညိုရဲ့ဖခင်ဖြစ်သူမင်းထန်းတိုက်ကဩစတြေးလျနိုင်ငံမှာရှေ့ပြောင်းခြေချနေထိုင်နေကျောင်းဖို့ကျောင်းညိုဘက်စကားမောင်းနေသူလန်လန်းမိတလောက်ဩစတြေးလျရဲ့ပညာရေးအကြောင်းပြောပြတယ်။ဒီနိုင်ငံသားခံယူသူတိုင်းဒီနိုင်ငံရဲ့ရှုံးသုံးဘာသာစကားကိုပြောတတ်ရမယ်ဖတ်တတ်ရမယ်ဒါဆိုရင်ပညာတတ်ပဲဒီကိုရောက်ချင်းတက်ကြီးစာသင်တန်းတွေမှာအင်္ဂလိပ်လိုပြောတတ်အောင်ဖတ်တတ်အောင်လေ့ကျင့်ကြရတယ်သင်ယူကြရတယ်တနည်းလောက်နေတော့အဆင်ပြေလာတယ်ယူရီးယားနယ်စပ်မှာနေစဉ်တုန်းကအင်္ဂလိပ်စကားချမ်းကျင်ဘယ်ပြောတတ်မှာလဲသူ့အမေဆိုရင်ဒီရောက်မှအများကြီးပြောင်းလဲသွားတာလူတိုးလေးတိုးလာတယ်လူဝင်ဆန့်လာတယ်အဲ့လိုပြောပြီးသူကရှင်းနေကျွန်တော်ဒီတလောက်တော့ဒီနိုင်ငံရဲ့မူလာတဲ့အစစ်မှာစာချက်နေရတာတွေအိမ်ဆောင်လုံးနေရတာတွေမရှိဘူးစက်ကူနဲ့ရုပ်ကလေးတွေလို့တည်းအဲ့ဒီအယုတ်ကလေးတွေနဲ့အပြန်အလှန်စကားပြောတွေစိတ်ကူးတရားပုံမြင်တွေပြောကြတယ်ကျောင်းတက်ရတာပြောစရာကောင်းနေကျောင်းသားကျောင်းသူလေးတွေရဲ့တက်ကြရှင်လန်းမှုကိုကြည့်ပြီးအလွန်ကျေနပ်မိတယ်မွန်တန်ဝဲနေတဲ့အတွက်သူစကားတန်ကချစ်စရာကောင်းနေကျွန်တော်နားလေတလောက်တော့မူလာတဲ့အစစ်မှာကျွန်းဝတ်ကိုဦးစားပေးပြီးလူကောင်းလေးတွေဖြစ်အောင်သင်ကြားပေးတယ်အလဲတန်းအစစ်မှာလူမှုရေးနဲ့ဆက်ဆံရေးပညာရပ်တွေအသက်မွေးဝမ်းကြောင်းလက်မှုပညာရပ်တွေကိုစိတ်ပါဝင်စားနဲ့ဂီတနဲ့အားကစားပညာရပ်တွေကိုလေ့ကျင့်သင်ကြားပေးတယ်အထက်တန်းအဆင့်ကိုရောက်မှကိုစိတ်ဝင်စားရာကိုအားတန်ရာဘာသာရပ်တွေကိုသီးခြားယူကြရတယ်သင်ကြားကြရတယ်စာပေရာစိတ်ဖိစီးတာမျိုးမတွေ့ရဘူးမီလေးညိုကဒီသက်အရွယ်နဲ့ဂီတသင်ငယ်သားတွေကိုကြည့်ပြီးစံတရားသိတတ်နေပြီ။သမီးလေးကိုဘာဖြစ်စေခြင်းလဲ။သူဖြစ်စေနာကိုပဲဖြစ်စေခြင်းနဲ့သူဘာဖြစ်ခြင်းတလင်းဆိုတာသိဖို့သူကိုယ်တိုင်ရှာဖွေနေတယ်။ကိုကဘာဖြစ်စေခြင်းလဲဆိုတာအရေးကြီးလို့လား။မင်းတန်းထိုက်ကဖြစ်တယ်လို့နဲ့မင်းတယ်။သူ့မင်းကောင်ကလေးနက်တဲ့အတိတ်ပဲရှိတွေးစရာတွေတပုံတပင်။ကျွန်တော်တို့မြန်မာပြည်မှာမိဘဖြစ်စေခြင်းနာကိုသားသမီးကလုပ်ပေးရတာ။မိဘကလည်းကိုဖြစ်ချင်တာကိုစွတ်ပုံဖော်တာအဲ့ဒါနဲ့သားကြလာတဲ့ကျွန်တော်တို့နိုင်ငံတကာကိုလည်းရောက်ရောကိုအတွေ့အမြင်အားနဲ့ချက်ကိုတဖြည်းဖြည်းနဲ့သတိပြုမိလာတယ်ကိုဘာဖြစ်ချင်နေဆိုတာမသိပဲလူတစ်လုံးသူတစ်လုံးဖြစ်နိုင်ပါမလားအလဲနဲ့ចောင်းသားចောင်းသူအရွယ်မှာကိုတို့ရှာဖွေတွေ့ရှိဖို့သင်ကြားပေးရမယ်ကိုဘာဖြစ်ချင်နေဆိုတာသိပြီးကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့ရည်ရွယ်ကြိုးစားရမယ်ကျွန်တော်တို့စီနေတော့တခြားစီပဲနိုင်ငံတကာရဲ့ပညာရေးကအချိန်မဖြုံးမှုလောက်အားမရှုံးမှုမြန်မာနိုင်ငံရဲ့ပညာရေးကအချိန်ဖြုံးလောက်အားရှုံးကိုယုံကြည်မှုမရတဲ့ပညာရေး၃ကျောင်းကြီးကအမျိုးသမီးလွတ်လပ်ပေါ့ပဝစ်စားထားတာတတိပြုမိရဲ့ဟဲ့ရန်မရှိဘူးဟိုဘက်ဆောင်တွေကမူလာရန်အဆင့်ဒီဘက်စာတင်ဆောင်တွေကအလဲတန်းအဆင့်
မူလာတန်းအဆင့်စာသင်ဆောင်တွေဘက်ကိုရောက်ခဲ့တယ်။တင်ရိုးစာအုပ်ကိုဖွင့်ပြီးစာသင်စာချနေတာမျိုးမတွေ့ရ။အပြန်အလှန်မေးကြပြောကြရေးကြမောကြရင်းရင်းနှီးနှီးစော့ကစားနေတာမျိုးတနေရာအရောက်ဆီယာမကစက်ကူဖြူ3-4ထက်ခောက်တယ်ချိုးတယ်ပြီးတော့ကက်ချင်းနဲ့ကြိုက်တယ်ပုံဖော်တယ်ခောက်ထားတဲ့စက်ကူအထက်ကိုဖြီးလိုက်တော့အချင်းချင်းလက်တွဲနေတဲ့စက်ကူရုပ်ပုံ9ပုံထွက်လာတယ်။ကျောင်းသားကျောင်းသူတွေကိုဆီယာမလှုပ်တဲ့အတိုင်းလိုက်ပြီးလှုပ်စီတယ်ပြီးတော့စေးချေခိုင်းတယ်။တချို့ကလက်တဲနေတဲ့စက်ကူရုံ9ပုံကိုအဝါတယောင်နဲ့ခြေကြတယ်အနီးတယောင်နဲ့ခြေကြတယ်အစိမ်းတယောင်နဲ့ခြေကြတယ်အနက်တယောင်နဲ့ခြေကြတယ်။ကျောင်းသားကျောင်းသူ15ယောက်ထဲမှာတယောက်ကစက်ကူရုံ9ပုံကိုအယောင်9မျိုးခြေတယ်။အဲ့ဒီအယောင်9မျိုးခြေတဲ့ကျောင်းသူကိုဆီယာမကမေးတယ်။ဘာဖြစ်လို့တယောင်နဲ့မခြေပဲအယောင်9မျိုးခြေရတာလဲ။တငယ်ချင်းတွေအားလုံးတယောင်နဲ့ခြေကြတယ်လေ။ကျောင်းသူကမတည့်ရက်ပြီးချက်ချင်းဖြေတယ်။ဒါကျမတငယ်ချင်းတွေဟုတ်ပါပြီ။ဘာဖြစ်လို့အယောင်မတူအောင်ခြေရတာလဲ။ကျမတို့အားလုံးမတူကြဘူးနိုင်ငံမျိုးစုံကရောက်လာကြတာဒါကြောင့်အယောင်မတူအောင်ခြေတာဒါပေမဲ့ကျမတို့အားလုံးလက်တွဲထားကြတယ်ခင်နေချစ်တယ်အဲ့ဒါကြောင့်သမီးစိတ်ကိုအလွန်ကောင်းနေငါတို့အားလုံးအယောင်သိမတူပေမဲ့ချစ်ချစ်ခင်ခင်နေရမယ်ကဲအယောင်တစ်ခုရဲ့ခြေတဲ့သူဘာပြောစရာရှိလဲကျောင်းသားတယောက်ထပြီးဖြေတယ်ကျွန်တော်ကလက်တွဲနေတဲ့စက်ကူရုပ်အားလုံးကိုပန်းရောင်ချေရတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေအားလုံးအတူတူဖြစ်ချင်လို့ဒါလည်းဟုတ်တာပဲ။ဆီယာမကအဲဒီစက်ကူရုပ်ကလေးတွေကိုနေရမှာသွားပြီးခက်ခိုင်းနေ။နေရမှာကတ်နေကြရင်အချင်းချင်းတီးတူးပြောနေကြတယ်။ဘာတွေပြောနေမှန်းမသိ10မိနစ်လောက်ကြာတော့ကိုနေရာကိုပြန်ထိုင်ကြတယ်။အယုံလေးတွေအားလုံးအယောင်မတူပေမဲ့လက်တွဲပြီးကတ်ထားတာကိုတွေ့လိုက်ရတယ်။ဟဲမင်းတို့ရုပ်တွေအားလုံးလက်တွဲလို့ပါလားအတန်တချို့ထလာတယ်အဲ့ဒါကျမတို့တငယ်ချင်းတွေအဲ့ဒါကျွန်တော်တို့စာသင်ခန်းအဲ့ဒါကျွန်တော်တို့စာသင်ကျောင်းအဲ့ဒါကျွန်တော်တို့ကင်ပါရာမြို့အဲ့ဒါကျွန်တော်တို့ဩစတြေးလျအဲ့ဒါကျွန်တော်တို့ကဘာကြီးသူတို့အဖြေစကားကအားရစရာကောင်းလိုက်တာသင်ကြားနေတဲ့ဆရာမက Where from ဆိုပြီးတယောက်ချင်းစီကိုရုတ်တရက်မေးတယ်ကျွန်တော် Philippines ကျွန်တော် Hong Kong ကျမ Vietnam ကျမ Thailandနားထောင်နေတဲ့ဆရာမကသူတို့ရဲ့အဖြေစကားကိုပြုံးပြီးခေါင်းခါပြတယ်။ဆက်ပြီး Where from လို့မေးတယ်။ကျမအိန္ဒိယကျွန်တော်မလေးရှားကျမကမောရီးယားကျမသီရိလင်္ကာကျွန်တော်ဘင်္ဂလားဒေ့ရှ်ဆရာမကသူတို့ရဲ့အဖြေစကားတွေကိုပြုံးပြီးနားထောင်ရင်လက်ခါပြတယ်။ဆက်ပြီး Where from လို့မေးပြန်တယ်။ကျမမြန်မာကျွန်တော်ဩစတြေးလျကျွန်တော်အိုမန်သူတို့ဖြေဆိုသမျှကိုဆရာမကကောင်းခေါင်လက်ခါပြီးနားထောင်ပေးနေတာကြောင့်စိတ်ဝင်စားနေမိတယ်။ကဲမင်းတို့အဖြေစကားကိုတော့ငါသိရပြီ။ငါ့ကိုလည်း Where from လို့မေးကြ။ကျောင်းသားကျောင်းသူအားလုံး Where from လို့မညီမညာမေးကြတယ်။ဆရာမကချက်ချင်းမဖြေပဲထပ်မေးဖို့ပြောတယ်။ Where from လို့ထပ်မေးကြပြန်တယ်။ဆရာမရဲ့အဖြေစကားဘာဖြစ်မလဲလို့စိတ်ဝင်စားနေမိတယ်။ဩစတြေးလျလို့ဖြေမလားဒါမှမဟုတ်အင်္ဂလန်လို့ဖြေမလားဒါမှမဟုတ်အမေရိကလို့ဖြေမလားဂျာမနီပြင်သစ်အီတလီလို့ဖြေမလားဆရာမကတခုံးနဲ့ပြပြတတ်တဖြေတယ်ဆီယမရဲ့အဖြေစကားကြောင့်ဟိုးဆိုတဲ့အတန်ကြီးထွက်လာတယ်။ကဲဘယ်အဖြေကိုအကြိုက်ဆုံးလဲလို့ဆီယမကမေးတော့ဆီယမရဲ့အဖြေကိုတတန်းလုံးပြန်ပြီးဖြေဆိုကြတယ်။ကြားရသူရင်ထဲမှာအေးကနေစိတ်ငနေကျဉ်းနှက်သွားမိတယ်။အဲ့လာမူလာတန်းစာတင်ကြားခြင်းစနစ်ပဲ။လေဆီယမရဲ့အဖြေက from art ငါတို့အားလုံးရဲ့စာတီးကကဘာမြေကြီးတယ်။အဲ့ဒီအဖြေစကားထဲမှာကျင်းနှိုးစရာတွေးစရာတွေအများကြီးဟုတ်ကဲ့ပါရှင်ဒီနေ့ပြပြပေးသွားတာကတော့စာရေးသူဥပုဒ္ဓါတို့ရေးသားတဲ့တာတင်ငုံလေးစာအုပ်ထဲကနေထိုင်မှုနုပညာဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်အားလုံးပဲကျမပြောချင်တဲ့နေ့ရက်ကလေးကိုပြဆိုင်နိုင်ကြပါစီရှင် Be happy